မင်္ဂလာပါမပြောတတ်တဲ့မင်းမင်းရွာလေးတစ်ရွာမှာမင်းမင်းဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။မနက်တိုင်းသူဟာအဖွားနဲ့အတူရွာထဲကိုလမ်းလျှောက်လေးရှိတယ်။ရွာသားတွေကပြုံးပြီးမင်္ဂလာပါမင်းမင်းလို့နှုတ်ဆက်ကြတယ်။ဒါပေမဲ့မင်းမင်းကတော့ဘာမှပြန်မပြောဘူး။သူကမျက်နှာလွှဲပြီးတိတ်တိတ်လေးပဲနေတတ်တယ်။တနေ့တော့မင်းမင်းကဈေးကိုတယောက်တည်းသွားခဲ့တယ်။မုံချိုချိုလေးတွေဝယ်ခြင်းလို့ပေါ့။ဒါပေမဲ့ဘသူမှသူ့ကိုမပြုံးပြကြဘူး။ဘသူမှလည်းစကားမပြောကြဘူး။မင်းမင်းကဝမ်းနေပြီးအထီးကျန်တယ်လို့ခံစားရတယ်။အိမ်ပြန်ရောက်တော့ဖွားကနူးနူးညံ့ညံ့မေးတယ်။လူတိုင်းကိုမင်္ဂလာပါလို့နှုတ်ဆက်ခဲ့လား။မင်းမင်းကခေါင်းခါပြပြီးမဆက်ခဲ့ဘူးလို့ပြောတယ်။အဖွားကပြုံးပြီးပြောတယ်။လူတွေကိုရင်ရင်ကျေးကျေးနှုတ်ဆက်တာကလေးစားမှုနဲ့ကျင်နာမှုကိုပြတာပဲ။နောက်တနေ့မနက်မှာတော့မင်းမင်းကအတစ်တစ်ခုစမ်းကြည့်တယ်။သူပြုံးပြီးမင်္ဂလာပါလို့ပြောလိုက်တယ်။ရွာသားတွေကလည်းနွေးနွေးထွေးထွေးပြန်ပြုံးကြတယ်။မင်္ဂလာပါမင်းမင်းလို့ပြန်နှုတ်ဆက်ကြတယ်။အမျိုးသမီးတစ်ယောက်ကသူ့ကိုငှက်ပြောသည့်တစ်လုံးပေးတယ်။ဈေးဆိုင်ရှင်တစ်ယောက်ကလည်းသူ့အိတ်ကိုကူတယ်ပေးတယ်။မင်းမင်းကအယမ်းပျော်သွားတယ်။အဲ့ဒီနေ့ကစပြီးသူဟာလူတိုင်းကိုရင်ရင်ကျေးကျေးနှုတ်ဆက်တက်လာတယ်။ပြီးတော့ကျင်နာတဲ့စကားလုံးလေးတွေကလေးစားမှုကိုစတင်စေတယ်ဆိုတာကိုသူသင်ယူခဲ့တယ်။